hotel ကစက်ကိုပြန်သွားကြည့်အောင်နော်ဒီမှာရှေ့က on submit ကို set message ဆိုပြီးမှ function လေးပေးထားတယ်အဲ့ဒါလေးငါတို့သွားဆောင်းလိုက်ရအောင်ပြန်နှွေးပေးမယ်နော်ဒီ button မှာကိုက on click ဆိုပြီးမှတုံးလေးရတယ်ဒါပေမဲ့ငါတို့အဲ့ဒါကိုမတုံးဘူးဒီ font ကိုတုံးတာပုံမှတိုက်ရက်တယ်ပို့အလုပ်ပြီးတယ်အဲဆိုတော့ငါတို့တွေကတိုက်ကို submit လို့နှိပ်လိုက်တာနဲ့ဒီ function ကိုတွားခေါ်မယ်အဲ့နော်အခုဒီအပိုင်းက front end ကနားမထောင်လဲရအောင်နော်ဘုဒ္ဓအနေနဲ့နားထောင်လဲရတယ်မင်းတို့တစ်ခေါက်ပါလေ SQL လေ SQL ကိုတင်တော့ကသဘောတရားနဲ့အရန်ကိုတူတယ်ဟုတ်အဲ့နော်အခုကရှေ့တော့ဘာတော့ okay ဒီ set message ဆိုတဲ့ဟာလေးကို function လေးသွားဆောင်းအောင်နော်ဒီ return ရဲ့အပေါ်မှာနော်အဲ့ဒါလေးတည်နော် yeah so ဟိုရှေ့အခုအောက်တာ arrow function လေးကိုတုံးလိုက်မယ်နော် send message ဆိုပြီးမှအဲ့မှာမင်းတို့ကိုတင်ထားတယ်အဲ့နော်ဒီ add dot ဆိုတာငါ firebase ထဲမှာတွားမှာချိန်ပါတွားထိတ်မယ်ဆိုရင်ရှေ့တို့ကဒီ parameter sorry ဒီ function ကိုတွားပြီးမှ import သွားလုပ်ပြဆိုရင် import သွားလုပ်လိုက်မယ်ကောင်းလေးကိုဟာနော်ဒါအဲ့ဒါပြီးရင်ရှေ့တို့ဟိုလေးကို import သွားလုပ်လိုက်ရအောင်Firebase ထဲက database လေးကိုဒါလေးလေရှေ့တို့ဒီမှာလေ export လုပ်ထားတဲ့ database လေး file store ထဲမှာတွားထည့်မယ်ဆိုတော့အဲ့ကောင်လေးကို import သွားလုပ်မယ်အဲ့ဒါပြီးရင်ဒီမှာ collection ဆိုတာဘာလဲ collection ဆိုတာကဟိုကြည့်လိုက်ဒီ Firebase ထဲမှာနော်ဒီ Fire Store ထဲမှာရှိဒီကောင်လေးကို collection လို့ခေါ်ဒီထဲမှာသွားဆောက်လဲရတယ်အဲ့တော့ခုရှိရတဲ့နဲ့သွားဆောက်လိုက်မယ်အဲ့နော်အဲဆိုရင် collection ရဲ့နာမည်ကိုအဲ့နော်စိတ်ကြိုက်နာမည်ဘယ်လိုရတယ် collection ကသူ့မှာ parameter နှစ်ခုရှိတယ် first နဲ့ second ရှိတယ် first ကဘာလဲဆိုတော့ဒီ database Fire Store ရဲ့နာမည်ကိုတွားပြီးမှအဲ့နော် DB လို့ပြရတယ်ဒီမှာ database ဆိုရင်ငါတို့ database ဒီမှာမင်းတို့စိတ်ကြိုက်နာမည်ရေးလို့ရတယ်အဲ့ဒီနာမည်အတိုင်းဒီမှာသွားဝင်တော့မယ်ဒီ first မှာ yeah ဟုတ်ပြီအဲ့ဒီ database ကိုငါတို့က folder ရဲ့နာမည်ကိုဘယ်လိုသွားပေးရှင်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကြိုက်နာမည်ရေးလိုက်ခုရှိရ message လို့ပေးလိုက်မယ်ဒါဆိုရင်ခုငါတို့ဒီမှာ message ဆိုတာပေါ်လာမယ်ဟာနော်အဲ့လိုလေအခုလောလောဆယ်ကခဏကြာရှေ့စမ်းပြမယ်ဒါက collection เนาะငါတို့သွားဆောက်လိုက်ဒီ collection ထဲမှာဒီ database ထဲမှာ message ဆိုတဲ့ collection လေးကို folder လေးကိုဆောက်လိုက်တာဖြစ်တယ်ဒီ add dot ဆိုတာဘာလဲ add dot ဆိုတာလေးပဲသူရော function ပဲသူ့မှာလည်း parameter နှစ်ခုလိုက်တယ် first နဲ့ second ဒါဆိုရင်ပထမကဘာလိုက်တယ်လဲပထမကငါတို့တွားထည့်ရှင်တဲ့ဟာနော် collection ဒီ database ရဲ့နာမည် database folder ရဲ့နာမည်ဒီကောင်လိုက်တယ်အဲ့ဒီကောင်တစ်ခုလုံးကိုရှေ့ကဒီထဲမှာတွားထည့်လိုက်မယ်ဒီ first ရဲ့နေရာမှာဒါဆိုရင်ဒုတိယကဘာလဲပေါ့ဒါဆိုရင်တော့ဒုတိယကဘာလဲဆိုရင်တော့ဒုတိယကငါတို့ဒီ message ဒီ folder မှာတွားထည့်မယ်ဟာနော် document ကိုတွားပြီးမှထည့်ပေးရမယ်အဲဆိုတော့အခုရှေ့ကဒီမှာထည့်လိုက်တဲ့စာသားပေါ့နော်အဲ့ဒီစာသားကိုတွားသိမ့်မဲ့နေရာတစ်ခုတွားထားလိုက်ရှေ့က text လို့ပြောလို့မင်းတို့စိတ်ကြိုက်နာမည်ရေးလို့ရတယ် sorry text အဲ့ဒီ text ထဲမှာဟုတ်ပြီဒီမှာငါတို့ထည့်လိုက်တဲ့ဟာလေးကိုဟိုနော် input နော်ဘယ်လိုလဲခေါ်ဒီ input မှာငါတို့ရဲ့ဒီ input မှာခုထည့်လိုက်တိုင်းကဒီ set input ကနေတွားထည့်ပေးလေဒီ input နော်အဲဆိုငါတို့ဒီ setဒီ input မှာအပြောင်းလဲလုပ်ရှင်ဒီ set ကနေတော့ခုပဲဒီထဲမှာခုငါတို့တန်ဖိုးရှိငါတို့နှိပ်လိုက်တဲ့ဟာကဘယ်ထဲဝင်သွားလဲဆိုတော့ set input ကနေသစင်းဒီ input ကိုဝင်သွားတယ်ပထမဦးဆုံး input ရဲ့တန်ဖိုးက empty ပဲဒါပေမဲ့ငါတို့ထည့်လိုက်တာ ਨੇ အခုရှိရဒီမှာ Mary လို့ထည့်လိုက်မယ်ဆို Mary ဆိုတဲ့ဟာက input ထဲမှာဝင်သွားမယ်အဲဆိုရင်တော့ဝင်သွားပြီနော်ဝင်သွားတဲ့အခါမှာအဲ့ဒီ input ကိုဘယ်ထဲသွားထည့်ရှင်လဲဒီ text ထဲမှာဒါဆိုရင်တို့ဒီမှာဘယ်လိုသွားပေါ်မလဲဆိုတော့ဒီမှာနောက်ထပ် text ဆိုတဲ့နေရာမှာရှေ့ထည့်လိုက်တဲ့ Mary ဆိုတာကဝင်သွားမှာညအဲ့ဒါပြီးရတယ်ဒီမှာကြည့်လိုက်ရှေ့ကဒီမှာ name လေးထည့်ထားတယ် Messi ဆိုတဲ့ဟာလေမင်းတို့စိတ်ကြိုက်နာမည်ရေးလို့ရတယ်အဲ့ဒါအဲ့ကောင်အတွက်ရောရှေ့က sorry
ဘယ်တစ်ခုလေးဆောက်လိုက်မယ်ဒီမှာ fee တစ်ခုလေးပေါ့နော် Messi တို့ name တို့ပေးလိုက်တယ်အဲ့ဒီ name အခုလောဆယ်ကတော့အသေးပေးထားလိုက်မယ် Messi ဟာနော်နောက်ကျရင်မင်းတို့ကအရှင်ပေးရမှာရဒါအဲ့ကောင် add တော့လေးတို့လည်းတွားနေလိုက်အဲ့တော့ share ချက်ပြမယ်ဟုတ်မတွေ့နော် add တော့ဆိုတာကဘာလဲဆိုတော့ promise function ဟုတ်တယ် promise ဆိုတာတော့ငါတို့တည်နေပြီ promise ဆိုတာအမြဲတမ်း asynchronous await လေ asynchronous await ဆိုတာထည့်ပေးရမယ်ဒီမှာငါတို့ကအရှိမ await ဆိုတာထည့်ပေးရမယ်အဲဆိုရင်ဒီမှာငါတို့တွေက asynchronous ပါမယ်အဲဆို asynchronous await ဆိုတာဘာလဲ asynchronous await ဆိုတာကငါတို့တကောင်တကယ်လို့များတကောင်ကိုမထည့်ဘူးဆိုရင်တစ်ခုခု area တက်ခဲ့ရင်ငါတို့ app တစ်ခုလုံးကကြောက်သွားမှာအဲအကြောင်းဒါပြီးတဲ့အထိကိုလောက်ခိုင်းတာစောင့်ခိုင်းတာဒါပြီးမှပဲအဲ့လိုလေးအဲကြောင့် तू မင်းတို့ဒီလိုမျိုးလေးထောက်လိုက်ရင်လည်းမှာတိနေပြီဒါ promise လို့ပါလားမင်းတို့တွေးလိုက်တာ ਨੇ ဒါ asynchronous await ကိုသုံးရမယ်ဆိုတော့တန်းသိရတော့မယ်နော်အဲဆိုရင်ဟုတ်ပြီရှေတို့ကအခုအဲ့ကောင်လေးကိုနော်ဘယ်တစ်ခုထဲမှာတွားမှထည့်လဲရတယ်မထည့်ဘဲနဲ့အဲ့တိုင်းပဲငါတို့တွေကတွားပြီးမှစောက်လဲရတယ်ရအဲဆိုတော့အဲ့နော်ရှင်မင်းတို့အခုဘာလုပ်ပြမလဲဆိုတော့တွားမှ run ပြမယ်နော်ခဏနော်ဒီမှာကနော်ရှေက hi ဆိုမှတွားလို့လိုက်မယ်နော်ခင်ဗျားတို့တွားကြည့်အောင် file page မှာတွားကြည့်မယ် file store ထဲမှာโอเคဘာမှမရှိဘူးနော်တွေ့နော်အဲ့ဒါဘာကြောင့်ဘာမှမရှိလဲဆိုရင် found ရဲ့အဓိပ္ပာယ်ကငါတို့ submit လုပ်လိုက်တာ ਨੇ သူ့မှာ default action ဆိုတာရှိတယ်ရှေ့တစ်ခုစောက်ပြမယ် found အဲ့မှာတွေ့လားဒီမှာ action ဆိုတာတန်းပေါ်တယ်သူကဘယ်လိုလဲဆိုရင်မင်းတို့ found ကို submit လုပ်လိုက်တာ ਨੇ login page ကိုတွားမလားဒါတခါတည်းကွာ JavaScript မှာမလုပ်ခင်မှာ HTML မှာသူတို့ကိုယ်တိုင်မှာ default action ဆိုတာရှိရယ် login page ကိုတွားမလား sign up page ကိုတွားမလားတစ်ခုခု page ကိုတွားပြီးမှတွားရောက်ပေးတာအဲ့ဒီ page ကိုတွေမှာပေါ့နော်အဲ့ဆိုအဲ့လိုအခုငါတို့မှာအဲ့ဒီ action page ဆိုတာငါတို့မှာမရှိဘူးငါတို့အဲ့ဒီ action မရှိဘူးဆိုရင်ဖောင်ကဘာလုပ်ပေးလဲဆိုတော့ငါတို့ဖွင့်နေတဲ့ဒီ page ကိုပဲတွားမှ refresh တွားမှ refresh တွားလုပ်လိုက်တာဒီလိုမျိုးအဲ့လို refresh တွားလုပ်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားတယ်လဲဆိုရင်တော့ငါတို့တွေက add တော့ခေါ်လိုက်ပြီဒါပေမဲ့အဲ့လိုအထဲမှာတွားမထည့်ခင်မှာဒီ Firestore ထဲမှာတွားမထည့်ခင်လေးမှာဒီငါတို့ရဲ့ page ကလေ refresh ဖြစ်သွားတာအဲ့ကြောင့်အထဲကိုမရောက်တော့အဲ့ဒါကြောင့် form submit ကိုတုံးတိုင်းဘာကိုသွားလုပ်ပေးရမလဲဆိုရင်တော့ငါတို့ဒီ event object ထဲမှာရှိတဲ့နော် prevent default ဆိုတဲ့ prevent default ဆိုတဲ့နော်ဒီက method ကိုသွားတော့သူ့ရဲ့အဓိပ္ပာယ်ကပါလေ refresh ကိုသွားမှတားဆီးပေးတယ် refresh သွားမလုပ်ပါနဲ့အဲ့လိုလေမရှိလို့သွားမှ sign သွားလုပ်ကြည့်မယ်နော်ရှေ့ဒီမှာတွားထိလိုက်မယ် hi ဆိုမှရေးလိုက်မယ် send ရှေ့ပြန်တွားမယ် fresh သွားလုပ်မယ်နော်ရှင်းမယ်နော်မှာတွေ့လားရှေ့တို့ရဲ့ message လေးက hi maxi ဆိုတာရလာမယ် okay ရှေ့နောက်တစ်ခုပြန်သွားလုပ်မယ်နောက်တစ်ခုမှာတွေ့လားဒီ hi ဆိုတဲ့ဟာလေးကရှိနေတော့အဲ့ဒီ hi ဆိုတဲ့ဟာလည်းငါတို့တွားဖြောက်လိုက်ရအောင်နော်တွားဖြောက်မယ်ဆိုရင် set input လေဒီငါတို့ရဲ့ဒီ input ထဲမှာရှိတဲ့ဟာကိုငါတို့ကသွားမှဖြောက်မယ်ဆိုရင်ဒီ set input ကို empty string လေးပြန်ပေးရမယ်အဲ့တော့ empty string ဆိုတော့ပြန်သွားထားမယ်နော်ရအဲ့ဒီမှာ share ရနောက်တစ်ခါ hi ဆိုမှနှိပ်လိုက်မယ်ဒါနော် hello ဆိုမှနှိပ်လိုက်မယ်အမှတွေ့လား hello ဆိုတာပျောက်သွားပြီချက်ကြည့်မယ်အဲ့တော့အမှတွေ့နော် wait ရှင်းနှခါနှိပ်လိုက်တဲ့အတွက်နောက်ခဏတော့ hi ဆိုတာနှခါပါသွားအဲ့နော် hello ခဏခုပြန်ပြမတွေ့လားအဲ့ဒီ hello ဆိုတာမရှိတော့
ဒီမှာ how are you နော်ဆက်ပြန်တော့ကြည့်မယ်ဟိုတွေ့နော် how are you ဟို message တွေကတစ်ခုနဲ့တစ်ခုတွေ့လားအစင်လိုက်မရှိခဏကျန်သွားလို့မှာဘယ်လိုမျိုးအစင်လိုက်ပေးရမလဲဆိုတာလေးအဲ့ဒါဆိုတော့အခုဒီမှာငါတို့ထည့်လိုက်တဲ့ message ကိုလေဒီအပြင်မှာသွားမှထုတ်နော်ဒီငါတို့ရဲ့ဒီအပေါ်လေးမှာအခုဒီလိုမျိုးအပေါ်လေးမှာမြင်အောင်သွားလို့ရအောင်အခုမလုပ်ခင်မှာ share console လို့မှအရင်ဆုံးသွားထုတ်ပြမယ်အဲ့နော်ဒီမှာရှိနေတဲ့ message တွေလေအဲ့ဒါဆိုအဲ့လိုသွားထုတ်တဲ့အခါမှာလေမင်းတို့ကိုတင်ထားတယ်အဲ့တော့ငါတို့ဘာသုံးရမလဲဆိုတဲ့ဟာလေနော် get တော့ဆိုတဲ့ဟာအဲ့ဆိုရင်တော့ share get တော့ဆိုတဲ့ဟာလေးကိုသုံးပြမယ်အဲ့နော်အဲ့ဒီ get တော့မှာတွေ့ရင်တော့ s ထည့်တယ်အကောင်လေးငါတို့တွေက import သွားလုပ်ပေးရမယ်ရှယ်တို့ import သွားလုပ်လိုက်ရအောင်အဲ့နော်ဟိုမှာတွေ့လား get တော့လေးကိုတို့လည်းသွားနှိပ်လိုက်တို့လည်းသွားတင်ကြည့်တယ်မင်းတို့ဘာလဲတွေ့လဲ promise ဟာဒါ asynchronous await ကိုသုံးပေးရမယ်စောင့်ပေးရမယ်အထင်မှာပါတယ်လေစောင့်ရတော့အလုပ်ကိုပြီးအောင်လေစောင့်ပေးရမယ်အလုပ်ထမှာပါတဲ့အတွက်အဲ့ဒီ function ကပါတယ်ငါတို့သိသွားပြီ get တော့လေမင်းတို့စောက်ပြီဆိုရင်အရှိမက await သွားထည့်ပေးရမယ်ပြီးရတယ် function တစ်ခုထဲမှာသွားထည့်ပေးရမယ်အဲ့တော့ share အဲ့ဒီ function ကိုအဲ့တော့လောလောဆယ်နော်လုံး message ဆိုပြီးမှဆောက်လိုက်မယ်ဒါကိုလည်းမင်းတို့ခဏတုန်းကပုံစံအတိုင်းတုံးလို့ရတယ် asynchronous ဒီနေရာမှာခုဘယ်နဲ့ဟိုလဲရှေ့ဘာပြောနေလဲစိတ်ကဒါဆိုတော့ဟုတ်ထဲက data file store ထဲမှာရှိတယ်ဒါကိုတွားထုတ်မှာနော်ဒါတွားထုတ်တဲ့အခါကျရင်ငါတို့ဘယ်လိုတွားထုတ်မလဲဘယ်နားလဲမှာ AI တက်နေရလဲ asynchronous နော် function ရှေ့ရလဲ function ဆိုတာရေးထားတာဒီမှာ equal to တဲ့ရှေ့ကဟို outer arrow function လေးကိုတွားတုံးရှင်တာဆိုတော့အခုကဘာပြရှင်လဲဆိုတော့ဒီ get တော့ကိုတုံးပြီးမှတွားထုတ်ရှင်တာဒီကောင်လေးကိုတုံးပြီးမှတကယ်ဆိုတော့အခုက share တို့ကဒီမှာက share get တော့ကိုမတုံးထားဘာကြောင့်မတုံးလဲရှင်းပြမှာနော်ဟောအရင်ပြည်သူကတော့မင်းတို့ပို့ထားတယ်မှာတော့ရှင်းထားတယ်ဆိုရင်တော့အခုလုံးလုံးစရာတွားထုတ်ပြမလို့ဆိုဒီ get တော့ဆိုတာခဏကပြောတဲ့အတိုင်းပဲသူကဘာလဲဆိုတော့ await လေး asynchronous await asynchronous function ဟုတ်တဲ့အတွက် asynchronous await ကိုသွားသုံးပေးရမယ်သူပြီးအောင်စောင့်ပေးရမှာနော်အခဏပြောနော်ဆိုရင်သူ့ရဲ့ method လေးကိုကြည့်လိုက်သူ့မှာကဘာလိုက်တယ်လဲဆိုတော့ငါတို့ collection ထဲမှာငါတို့ database ထဲမှာခဏပြောနော်ငါတို့က collection ထဲမှာ collection ဆိုတာက function ပဲအဲ့ထဲမှာ parameter နှစ်ခုလိုက်တယ်တစ်ခုကငါတို့ရဲ့ Firestore database နောက်တစ်ခုကအဲ့ထဲမှာစောက်ထားတဲ့ငါတို့ရဲ့ စောက်ထားတဲ့ folder ရဲ့နာမည်အခုငါတို့ရဲ့နာမည်ကပါလဲ message အဲ့ဒါလိုက်တယ်အဲ့တော့အကောင်တစ်ခုလုံးကိုငါတို့တွေအဲ့ဒီ get dot ထဲမှာတွားထည့်လိုက်မယ် get dot ထဲမှာ get dot လည်းသူကိုယ်တိုင် function အဲ့ဆိုရင်တော့အကောင်လေးကိုရှေ့ကဘယ်တစ်ခုထဲမှာတွားထည့်လိုက်မယ်အဲ့ဒါကိုရှေ့က snapshot ဆိုပြီးမှပေးလိုက်မယ်အဲ့နော်ဒါဆိုရင်ငါတို့က get dot ကိုတွားကြည့်တဲ့အခါမှာကြည့်လိုက် document ကဘယ်နှခုရှိလဲတစ်ခုနှစ်ခုသုံးခုလေးခုဒါတဲ့ document နေနော်မတွေ့နော် document နေဒီကောင်တို့ဘယ်လိုခေါ်ဒီကောင်တို့ field လို့ခေါ်တယ်ဒီကောင်တစ်ခုချင်းစီမှာတော့ field လို့ခေါ်တယ်ဒီကောင်တွေက document နေအဲ့ခါကျတော့အဲ့ကောင်တို့သွားထုတ်မယ်ဆိုရင်အခုချက်ပြမယ် console နော် console နဲ့သွားထုတ်ပြမယ်နော်အဲ့ဆိုရင်တော့အခု snapshot မှာရှိတဲ့ဟိုမှာ get ဟို dot လို့ရေးလိုက်မှာအများပေါ်လာတွေ့လား for each တုံးလားဘာတုံးလဲရှေ့အခု dots နဲ့ဒီကောင်တို့ document တွေလေအားလုံးကို dots လို့ခေါ်တယ်အဲ့ကောင်ကိုတွားပြီးမှထုတ်မယ်ဆိုရင်ချက်တော့ပြမယ်နော်ခါတော့ဟဲ
နောက်တစ်ခုတော့ထည့်ကြဘာကြောင့် console ဘာကြောင့်မပေါ်ရလေပေါ့နော်ဒီမှာလေ function ကဆောက်ပြီးသွားရင်ပြန်ခေါ်ရမှာလေမခေါ်ထားတဲ့အတွက်အကြောင်းဘာကြလဲလို့တော့ခေါ်လိုက်မယ်ရဒါဆိုရင်တော့မတွေ့နော်သူကဘာကြောင့်နှခါပေါ်တာလဲဒီက react component ကအမြဲတမ်းနှခါလောက်ပဲတာဘာကြောင့်လဲဆိုတော့ငါတို့ဒီ main မှာလေဒီ main မှာငါတို့ဒီ strip move ကိုတုံးထားတဲ့အတွက်ဒီကောင်ကိုရှေ့ဖြတ်ပြမယ်နော်ဒီကောင်ကိုဖြတ်လိုက်မယ်ဆိုရင်မတွေ့လားတစ်ခါပဲသူရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်တော့ခါတလေချက်ရင်ငါတို့မှာလေကုတ်နေရင်းနဲ့ငါတို့ box ပေါ့နော်အေယာတော့မတက်ဘူးဟန်နော်ခုဘယ်လိုပြောမလဲမလုတ်တင်အောင်သွားမှလှုပ်ထားတဲ့ဟာတွေပေါ့အဲ့လိုမျိုးတွေကိုတားပြီးမှရှင်းလင်းပေးတာအဲ့တော့ तू ကတစ်ခါကမောင်းလို့တယ်ပဲတစ်ခါအတိတကြမဟုတ်နောက်တစ်ခေါက်မောင်းနောက်တစ်ခေါက်အချိန်နောက်တစ်ခေါက်ပြန်ပြမယ်ဒီဒုတိယတစ်ခေါက်မှအတိပေါ့နော်ဒီပထမတစ်ခေါက်ကကျတော့ငါတို့မှရှိတဲ့ bug တွေကိုတွားပြီးမှရှင်းလင်းပေးတာရဆိုရင်တော့အကောင်ထားလိုက်အောင်အခုအဓိကပြောချင်တာကရှေ့ကဒီက document snapshot ထဲမှာပေါ့နော်ဒီထဲမှာအခုငါတို့ရဲ့တင်ထားတဲ့ဒီ file store ပေါ့နော်ဒီထဲမှာတင်ထားတဲ့ data တွေရှိတယ်အခုကဘာလို့ရှင်လဲဆိုတော့အဲ့ထဲမှာအခုငါတို့ data တွေက1 2 3 4ဒါတွေအားလုံး array နော်ချက်ပြန်ပြမယ်နော်ပြောဖို့မေ့ရောလားဒီကောင်တွေ့လား array ထဲမှာထည့်ထားတယ်အဲ့ဆို array ဟုတ်တဲ့အတွက် document ဒီ array ထဲမှာရှိတယ်ငါတို့ကပထမဦးဆုံးဟာကိုတွားပြီးမှထုတ်မယ်ထုတ်တဲ့အခါမှာလဲတော့လေးကိုတွားရေးလိုက်ထုတ်တာဘာအောင်တွားထုတ်မှာရှိလိုက် data လား exit လား get လား id လားဘာအောင်တွားထုတ်မှာလဲဟိုတော့ data ကိုတွားထုတ်မှာနော်ဒီ data ဆိုတဲ့ဟာက function နော်တွားထုတ်တဲ့အခါမှာမတွေ့လား hello နဲ့ message ဆိုတဲ့ဟာလည်းထုတ်လိုက်ပြီရှေ့ကငါတို့ရဲ့ id ကိုတွားထုတ်ရအောင်တွေ့နော်ဒါငါတို့ရဲ့ id ဒီမှာတွားကြည့်လိုက်ဒီ id လေးနော်ဟိုဒီမှာရှိလိုက်ဒီဒါတွေက id အဲ့ဒါလေးကိုတွားမှထုတ်ပေးတယ်ခုငါတို့ရဲ့ id ကဘာနဲ့စဟာလဲ l1i နော် 1i ဒါလေးဒီကောင်လေးကိုတွားထုတ်ပေးတာဆိုတော့အဲ့ကောင်လေးကိုပြောချင်တာဒါဆိုငါတို့ data ကိုထုတ်မယ်ဆိုရင်တော့ဒါလေးဒါငါတို့ရဲ့ data တွေ့နော် hello message ခဏပြောတဲ့အတိုင်းပဲသူက react ကအမြဲတမ်းနှခါဒါအခုကရှေ့ကဒီ function ကိုမတုံးဘူးဒီ function ကိုမတုံးဘူးအဲ့နော် uncode area နော်ဒါငါတို့ကဟိုပါလေဒီကောင်ကိုရှေ့က comment ခောက်လိုက်တဲ့အတွက်ဒီကောင်ကပြန်ခေါ်ထားတဲ့အတွက်လည်းမရှိတော့တဲ့အတွက်ဆိုရင်တော့ okay ခုကဘာကိုတွားချင်တာလဲဆိုတော့ဟိုတလုံးကတင်ထားတဲ့ဟာလေးကိုနောက်တစ်ခေါက်ပြန်နှွေးပေးမယ်ဟုတ်ကဲ့ on snapshot ဒါလေးကိုတုံးပါသူကဘာလဲဒီ get တော့နဲ့ဒါနဲ့ကဘာကွာသလဲမနော် get တော့ကတစ်ခါပဲခေါ်တယ်အခုရှေ့တစ်ခါနောက်ဥပမာနော်ရှေ့ကဒီ message ကိုပေါ့အခုရှေ့ဒီမှာစောက်ထားတယ်ဒီထဲမှာအခုရှေ့ကဟိုပါလေအခုရှေ့ hello လို့ပြောလိုက်မယ်နော် hello နော် hello နှိပ်လိုက်ပြီနော် file store ထဲမှာရောက်သွားပြီရောက်သွားပြီနဲ့ရှေ့ကတကောင်လေးကို update လေးတွားလုပ်လိုက်မယ် edit ဆိုရင် hello ကနေရှေ့က hi ပြောင်းလိုက်မယ်စိတ်လုပ်လိုက်မယ်အဲ့လိုမျိုးနော်ခု edit လုပ်လိုက်တော့မှရှေ့က delete လေးတွားလုပ်လိုက်မယ်အဲ့မှာတခါတည်း delete လုပ်တခါတည်းပျောက်တယ် edit လုပ်လိုက်ရတယ်တခါတည်းပေါ်တယ်အဲ့လိုမျိုးပေါ့နော် live alive real time listener အခုလက်ရှိအပြောင်းအလဲမှန်သမျှကို update တွားလုပ်ပေးတယ်အဲ့ snapshot ကအမတန်မှကိုအားတာတယ်အဲ့ရှေ့အဲ့ get တော့ကကျတော့အဲ့လိုမဟုတ် get တော့ကကျတော့ခုခဏတော့ရှေ့ကဟုတ်ပြီ edit လုပ်လိုက်တယ်နောက်တစ်ခေါက်ပြန်ခေါ်ရမယ်ဒီ get တော့ကို edit လုပ်လိုက်ပါတယ်ဆိုတော့နောက်တစ်ခေါက်ပြန်ပြောမယ်ဟုတ်ပြီရှေ့က delete လုပ်လိုက်ရမလား delete လုပ်လိုက်ပါတယ်ဆိုမှနောက်တစ်ခေါက် get တော့ကိုပြန်ခေါ်အဲ့ဆိုခဏဒီ get တော့ယူသွားခေါ်ခုအပြောင်းအလဲလုပ်လိုက်တိုင်းမှာ get တော့ကို manually ပေါ့နော်တွားမှခုကိုတွားခေါ်နေရတာအဲ့ကြောင့်ဒီကောင်ကိုရှေ့ကမတုံးတော့ဘူးမတုံးဘဲနဲ့ဘာကိုတုံးမလဲဆိုတော့
ဒီ snapshot ဆိုတဲ့ဟာလေးကိုတွားသုံးမယ်အဲ့တော့ဒီ snapshot ကဘာလုပ်လဲခဏအောင်ကပြောတယ်သူကဘာနားထောင်ပေးလေဆိုတော့အခုငါတို့အဲ့နော် message စပို့လိုက်တဲ့ကလေးကနေ message ကိုဖြတ်လိုက်တာလားအသေးလောက်တာ copy လုပ်ဘာလုပ်တယ်လေအားလုံးကိုတွားပြီးမှနားထောင်ပေးတယ်ဒီ snapshot ကအဆိုရင် तू ကလည်းအဲ့ဒါလိုပဲခဏတော့ကပုံစံအတိုင်းပဲဘာလို့ဒီကခဏတော့ကပုံစံအတိုင်းပဲဒီကsnapshot မှာအဲ့နော်ဒီကောင်လေးကိုရှေ့တော့ကဟိုလေးကို report လေးတော့ဒီကောင်ရှေ့ဖြတ်လိုက်မယ်နော် import လေးတော့လုပ်ပေးရမယ်ရှေ့တစ်ချက်ပြရမယ် on snapshot ဒီကောင်လေးမြို့တို့လေးတွားတင်လိုက်အမတွေ့လား on snapshot သူဘာပြောလဲငါတို့မှာ promise ဆိုတာမတွေ့ရအောင်အဲ့တော့အကြောင်းတို့တွေက asynchronous await ဆိုတာကြောင့်ငါတို့ကတုံးပေးစီရတော့မလိုဘူးဒါဆိုရင်ရှယ်တစ်ချက်မှလေသူကမလို့ပဲဒီကောင်သူ့မှာ method ဟိုဟာလေ parameter တစ်ခုလိုက်တယ်နော် parameter တစ်ခုပြည့်နေနောက်တစ်ခုဒီတစ်ခုကကြတော့ငါတို့ရဲ့ database ဟဲ့နော် database အဲ့ဒါပြီးနေနောက်တစ်ခုထဲကကြတော့အဲ့ထဲမှာရှိတဲ့ဟာလေးကိုငါတို့တွေကတွားပြီးမှတွားထုတ်မှာဒါလေးပဲရိုးလေးပဲအဲ့ဒါငါတို့ဒီကောင်လေးကခိုးပက်လေးညဆိုအဓိကပြောချင်တာကဘာလဲဆိုရင်တော့ဒီ on snapshot ကိုခေါ်ပြီးဆိုတုံးလိုက်တာ ਨੇ အဲ့ကောင်ငါတို့ကပြန်ပြီးမှအဲ့နော်ပြန်ပြီးမှတွားပြီးမှပြန်ခေါ်ပေးရမှာဆောက်လိုက်ရင်နော်ဆောက်တိုင်းမှာငါတို့ပြန်ခေါ်ရမယ်မခေါ်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင် तू ကငါတို့ရဲ့ app ကိုပိတ်လိုက်ပြီကွာအခုရှိဒီ app ကိုဖွင့်ထားတော့ share ပိတ်လိုက်မယ်ပိတ်လိုက်ပြီနော်ပိတ်လိုက်ပေမဲ့လည်းနောက်ွယ်မှာဆက်ပြီးမှနားထောင်နေတာအချိန်ပြည့်ဟဲ့နော်အခါအဲ့လိုဆက်ပြီးမှ24 hour နော်အမြဲတမ်းနားထောင်နေတဲ့ခါကျတော့ငါတို့ရဲ့ memory မှာနေရာမရှိတော့အဲ့ကြောင့်ငါတို့ရဲ့ဒီကောင်ကိုစောက်ထားပြီးဆိုရင်အမြဲတမ်းပြန်ခေါ်ပြရမယ်အဲ့သူ့ရဲ့ date က stop listening နားထောင်ပေးတာကိုပြန်မှရက်လိုက်တာရက်အဲ့ကြောင့်ငါတို့က get တော့ကျတော့တစ်ချိန်ပဲသွားမှခေါ်တယ် on snapshot အဲ့လိုမဟုတ် live updates forever အမြဲတမ်း forever update သွားမှာနော် live ကို update သွားလုပ်ပေးတာအဲ့တော့ always ခေါ် subscribe ငါတို့အမြဲတမ်းပြန်သွားခေါ်ပေးရမယ်ဘယ်ထဲမှာလဲ use effect ထဲမှာ to avoid memory leaks နော် yeah memory sorry memory ချန်သွားတာတွေလေ sorry နော်ရှင်းလေးတက်သွားတယ်ဆိုရင်တော့ဆိုရင်ဒါလေးကိုတော့ကိုမလို့တည်ပြီဆိုရင်တော့ဘာကြောင့် use effect လဲ share တစ်ချက်ပြမယ် use effect ဆိုရင် use effect ဆိုတာကမလို့ပြောထားတယ်သူကိုယ်တိုင်ကိုမှပါလဲ sorry အဲ့နော် callback function ညဆိုတော့ share တစ်ချက်ထုတ်ပြမယ် use effect မှာလဲဒီမှာက hello inside use effect ဒီမှာနောက်တစ်ခု console ကိုထုတ် console ကိုထုတ်ပြမယ် hi outside use effect ထားလိုက်ပါတော့အဲ့နော်တော့လေးကိုရှေ့တစ်ချက်တွားပြမယ်အမှတွေ့လားokay hi outside use effect ဒီကောင်လေးကိုရှေ့ဖြတ်လိုက်မယ်ဆိုရင်လည်းဒီကောင်နော်ဒီက ice သူကအမြဲတမ်း react ကနှစ်ခါလေနှစ်ခါသွားပြရှေ့ခဏပြောတယ်ပထမတစ်ခါကငါတို့မှရှိတဲ့ bug တွေကိုတွားပြီးမှလည်းရှင်းပေးတယ်နောက်တစ်ခုမှအတိနော်ဆိုရင်တော့ဒါ outside use effect ကဟာအရင်ဆုံးသွားဖတ်တယ်ပြီးမှ use effect ကဟာကိုသွားဖတ်တယ်အရင်ရှေ့ကဒီ use effect ရဲ့အောက်မှာရေးထားပေမဲ့လေနော်သူ့ကိုအရင်ဆုံး high outside effect ကိုသွားဖတ်တယ် use effect ကိုပြီးမှဒါလေးကနော်ဘာကြောင့်ဖတ်ရတယ်လဲဆိုရင်တော့သူ့ရဲ့ဒီ use effect ရဲ့အဓိပ္ပာယ်မှာ side effect နော်နောက်မှသွားမှဖတ်ပေးတာသူ့ကိုလေ side effect လို့လည်းခေါ်တယ်ဒါဆိုရင်တော့သူကငါတို့ရဲ့ component မှာဒီမှာ random ဖြစ်တိုင်းငါတို့ရဲ့ state chain တိုင်းမှာနော် state chain တိုင်းမှာငါတို့ရဲ့ component ကိုသွားခေါ်တယ်မလားခေါ်တဲ့အခါမှာဒီ use effect ကိုလည်းသွားခေါ်သွားပြီးမှခေါ်ပေးတယ်
အဲ့လိုခေါ်တဲ့အခါမှာငါတို့ state ချိန်တိုင်းမှာ state เนาะအခု share ဒီမှာက input က share okay နောက်တစ်ခေါက်เนาะ WhatsApp လို့ share ရေးလိုက်မယ်ဟောတွေ့လား WhatsApp လို့ရေးလိုက်တာနဲ့ဥမာတခါတည်းအခုစက်တော့မလို့တခါတည်း input မှာတန်ဖိုးလေးကပြောင်းလိုက်တာနဲ့ဥမာတခါတည်းဟာနောက်တစ်ခေါက်เนาะဟောတွေ့လားအမြဲတမ်းအမောက်ဖြစ်နေတယ်အဲ့လိုမျိုးတွေတားဆီးသွားအောင်အဲ့တော့အခုရှိဒီကောင်လေးကိုဖျက်လိုက်မှဒါမလို့ဘူး okay ဒါဒီကောင်လေးပြထားလိုက်မှရတယ်အဲ့ဒါကြောင့်အဲ့လိုမျိုးပေါ့နော်ခဏခဏသွားခေါ်တာငါတို့ရက်လိုက်တစ်ခါပဲခေါ်မယ်ဒီ app ကိုမပိတ်မရှင်း app ပိတ်မှပဲနော်ရက်တော့မှတစ်ခါပဲနောက်ထပ်သွားခေါ်စရာမလိုရှင်းပြမယ်အဲ့နော်ဟို okay ရှင်း what မတွေ့နော်ဒါကဘု து သွားခေါ်ရလဲဒီအပြင်မှာရှိတဲ့ user file ရဲ့အပြင်မှာရှိတဲ့ဒီကောင်ကသိမလားဒီ input ကပြောင်းလိုက်တယ်ဒီကောင်ရုပ်တွားမှလေဒီငါတို့ရဲ့ random ကိုတော်မှ random လောက်တာအဲ့ကြောင့် share ဒီမှာချက်လိုက်ပြောင်းလိုက်တယ်အဲ့ဒါကြောင့်ငါတို့ကဒီလို user file ထဲမှာတွားမှခေါ်ပေးရတယ်အဲ့ကြောင့် share ဒီကောင်ကိုဖျက်လိုက်မယ်ပြန်ကြည့်မယ်ပြန်ကြည့်မယ်နော် okay အခု share က hello ဆိုမှနေလားတွေ့လားဘာမှ random ဖြစ်တာဘာမှမရှိတော့အဲ့တော့တွားမှလေဆိုငါတို့ရဲ့ app ကိုမပြီးမရှင်းပေါ့နော်ဒါလေးကတစ်ခါပဲတွားရမယ်အဲ့လိုမျိုးလေနားလည်လားမသိနော်ရှင်းရှုပ်အောင်ရှင်းလိုက်ပြီလားမသိအဲ့တော့ဒီ user fact ကိုတွားမှသုံးပေးတာအမတန်မှကောင်းတယ်ပြန်ပြောမယ်နော်အဲ့မတူလားဘယ်လောက်ပဲလုပ်ရဆိုတော့အခုကဘယ်လိုလုပ်ချင်တာလဲဆိုတော့ရှင်းကဒီထဲမှာရှိတာပဲ copy ကူးလိုက်တော့မယ်နော်ဟောရေးရမှာဆိုရင်တော့copy ကူးလိုက်မလို့ဟိုမျိုးတွားမှဖြစ်